ရာအိုလာရဲ့ပထမဆုံးလီဗာပူးပွဲကနေမြင်တွေ့ခဲ့ရတဲ့အရေးကြီးအချက်6ချက်အားလုံးပဲမင်္ဂလာပါရှင်စပေါ့ကဘာကနေကြိုဆိုလိုက်ပါတယ်နီးရတဲ့အန်တိုနီအရာအိုလာအိုဆောင်တဲ့လီဗာပူးအသင်းဟာဆန်ဒါလန်ကို 4-2 နဲ့အနိုင်ရခဲ့တဲ့ရာသီကျိုးခြေစမ်းပွဲမှာခေတ်သစ်တစ်ခုရဲ့ပထမဆုံးလက်ရာကိုပရိသတ်တွေကိုစတင်ပြီးတော့မှပြသသွားခဲ့ပါပြီဒီပွဲမှာဆိုလို့ရှိရင်ဆိုဘော့စလိုင်းရဲ့ဒုတိယအလှကိုအပြင်ရလက်တစ်ခုတည်းထက်ပိုပြီးတော့မှစိတ်ဝင်စားဖို့ကောင်းတဲ့အီရာအိုလာရဲ့နီးဗျူဟာအပြောင်းလဲနဲ့ပတ်သက်ပြီးတော့မြင်တွေ့ခဲ့ရတဲ့အရေးကြီးတဲ့အချက်6ချက်ကိုတင်ဆက်ပေးသွားခြင်းပါတယ်ရှင်။နံပါတ်1လောင်းဘောကစားဖို့လက်မနှေးခဲ့ပဲနဲ့အီရာအိုလာဟာရာသီကျိုးပွဲဆိုရင်ပဲလို့ပထမဦးဆုံးဘောလုံးထိချက်ကလေးကနေပြီးတော့မှအီရာအိုလာဘာလို့ချင်လဲဆိုတာကိုအထင်သာမြင်ခဲ့ရတယ်။ဆန်နာလန်စတင်ပြီးတော့မှကန်တင်တဲ့ဘောလုံးကိုဂိုသမမမဒက်ဗီဒီစီရောက်တဲ့အချိန်မှာ short pass နဲ့ build up မလုပ်ဖ ೇನೆ ဓာတ်ရိုက်လောင်းဘောကန်ထုတ်ခဲ့တာပါ။ဘန်စလောလက်ထက်တုန်းကဆိုလို့ရှိရင်လီဗာပူးက short pass တွေကိုပဲအဓိကအသုံးပြုခဲ့ပြီးတော့ Premier League မှာ long pass အသုံးပြုမှုအနည်းဆုံးအသင်းတပွဲကိုပြန်ပြန်22ကြိမ်ဖြစ်ခဲ့ပြီးမြဲဒီပွဲမှာကတော့အောင်မြင်တဲ့ long pass က42ကြိမ်အထိကိုကစားသွားခဲ့ပါတယ်။ဘောလုံးမိုက်ဆိုင်မှု64%ရထားတာတော့လိုအပ်လို့ရှိရင်ဓာတ်ရိုက်လောင်းဘောအသုံးပြုဖို့မတွန့်ဆုတ်တဲ့အီရာအိုလာရဲ့လက်တွေ့ကျတဲ့နီလန်ကိုတွေ့ခဲ့ရတာပါ။နံပါတ်2 PR ပေးကစားပုံ pressing ပြန်ပြီးတော့မှအသက်ဝင်လာခြင်းပြီးခဲ့တဲ့ရာသီကအများဆုံးဝေဖန်ခံခဲ့ရတဲ့ intensity မရှိတော့တဲ့ပြဿနာကိုဒီတစ်ပွဲမှာတည်းတင်ပြောင်းလဲပြနိုင်ခဲ့ပါတယ်။အထောင်တိုက်စစ် right ကတိုင်ဘက်ဂိုသမားစီကိုဘောလုံးရောက်တဲ့အချိန်တိုင်းမှာအမြန်ဆုံး PR သွားပေးခဲ့တယ်လို့အသင်းပေါ်တွေကလည်းပဲ pressing trap ကိုအကွက်ကျကျလှုပ်ဆောင်နိုင်ခဲ့ပါတယ်။ဒုတိယပိုင်းမှာ super slide ဦးဆောင်မှုနဲ့အတူအသင်းရဲ့ PR ပေးကစားပုံကအရင်ကထက်ပိုပြီးတော့မှကိုအသက်ဝင်လာခဲ့ပါတယ်။နံပါတ်3ခံမှန်းရလွယ်တဲ့ကစားပုံအစားလွတ်လပ်တဲ့လှုပ်ရှားမှုတွေများလာတာဒီပွဲမှာလီဗာပူးရဲ့ formation ကိုအတိအကျသတ်မှတ်ရခက်လောက်အောင် fluid ဖြစ်ခဲ့ပါတယ်။ကာတစ်စတုံးကကွင်းလေနောက်တန်းနဲ့ right back နေရာတွေအထိကိုကူးပြောင်းကစားခဲ့တယ်လို့ frame ပေါင်အတွင်းဝင်လာတဲ့ချိန်မှာ Elias ကညာတောင်ပန်ကိုထွက်ပေးတာမျိုးကိုလည်းစတိုက်မြင်တွေ့ခဲ့ရတယ်။ပြီးခဲ့တဲ့ရာသီကလိုမျိုးတသမတ်သေးပုံသေးမဟုတ်တော့ဘဲနဲ့နေရာစုံကူးပြောင်းကစားတာကြောင့်မို့လို့တိုင်ဘက်နောက်ခံလူတွေက man to man လိုက်ဖန်ရခက်ခဲစေခဲ့တာပါ။နံပါတ်4 full back နှစ်ယောက်ကိုအသုံးချပုံနီးလန့်တဲ့ပြီးရတဲ့ရာသီကမျောလင်းတဲ့လောက်ခြေမပြနိုင်ခဲ့တဲ့မလော့စကာကနဲ့ဂျရာမီဖရင်ပေါင်တို့ကိုအီရာအိုလာကအကောင်းဆုံးအသုံးချပြသွားပါတယ်။ဝင်းလေလူတယောက်နောက်ဆင်းလာတဲ့အချိန်မှာစန်တာဘက်ကဘေးထွက်ပြီးတော့မှဘောလုံးတင်ပြီးတယ်လို့ဖူဘတ်နှစ်ယောက်ကလည်းတိုက်စစ်အထိကိုလွတ်လွတ်လပ်လပ်နဲ့လိုက်တက်နိုင်ခဲ့တာပါ။အဲ့ဒီအချိန်မှာဝင်းကားတွေကအတွင်းဝင်ပြီးတော့မှ defensive midfielder နေရာကိုပြန်ဖြည့်ပေးတာကြောင့်မလို့တံပြန်တိုက်စစ်ခံရလို့ရှိရင်လည်းအသင်းရဲ့ဟန်ချက်ကမပြတ်သွားတော့ပါဘူး။နံပါတ်5ဟာဗေးအီလီယော့ရဲ့အခန်းကဏ္ဍပြန်လည်ပြီးတော့မှဆန်းသစ်လာခြင်းအက်စတန်ဗီလာမှာအငှားသွားကစားခဲ့စဉ်တုန်းကဆိုရင်ပုံမှန်နေရာမရှိလို့ရုန်းကန်ခဲ့ရတဲ့အီလီယော့အတွက်အီရာအိုလာရဲ့နေရာဆုံးကူးပြောင်းကစားရတဲ့ဒီစနစ်ဟာအခွင့်အရေးကောင်းဖြစ်လာပါတယ်။ဖူဘတ်တွေတိုက်စစ်လိုက်နိုင်ဖို့အတွက်ကွင်းလေဆင်းပေးရတဲ့ဝင်းကားရောကွင်းလေဖန်နီးရှင်အဖြစ်ပါကစားနိုင်တဲ့အီလီယော့ရဲ့ multi position စွမ်းရည်ကအီရာအိုလာလက်အောက်မှာအဓိကအားသာချက်တစ်ခုဖြစ်လာခဲ့တာ။နံပါတ်6 squad player တွေနဲ့လူငယ်တွေရဲ့ခြေစွမ်းပြသမှုပွဲအစ10မိနစ်မှာဂျိုးကိုမတ်တန်ရသွားခဲ့ပြီးတော့ခေါ်ယူထားခဲ့တဲ့ဂျက်ကက်ကလည်းဒဏ်ရာကနေပြန်ကောင်းကာစားပဲရှိပြီးမဲ့လို့လေလေ့ကျင့်ရေးမှာနဲ့အသေးစားဒဏ်ရာရရှိခဲ့တဲ့အတွက်ကြောင့်မလို့ squat deep ပြဿနာပေါ်လာပြီလို့ထင်မှတ်ခဲ့ကြပေမဲ့လူငယ်တွေဖြစ်တဲ့ Antuki, Nioni, Kieran Morrison နဲ့ Louis Comax တို့ကတကယ့်ကိုမှခြေစွမ်းပြနိုင်ခဲ့ပါတယ်။ဒါအပြင် Brazil နဲ့ Chiesa တို့ရဲ့ပူးပေါင်းကစားပုံတွေကလည်းတကယ်ကိုမှစိတ်ကြည်ညက်စရာကောင်းခဲ့တာပါ။ဒါဒီကြုံပွဲတစ်ပွဲဆိုရင်လည်းဒီလိုမျိုးလူစင်းနဲ့ဆန်နာလန်ကို၄ဂိုးသွင်းနိုင်မယ်လို့တော့သိပ်ပြီးတော့မှမထင်ခဲ့ကြဘူး။ဒါပေမဲ့လီဗာပူးကလှုပ်ပြခဲ့ပြီးတော့မှဒါကအသင်းအတွက်မျှော်လင့်ချက်ကတော့ပြန်လည်ပြီးတော့မှရှင်သန်လာပြီလို့ဆိုရမှာပါဆိုတော့နီးပြတဲ့အီရာအိုလာရဲ့လီဗာပူးခေတ်သစ်အတွက်မျှော်လင့်ချက်တွေအပြည့်နဲ့စတင်လိုက်တဲ့ပွဲစဉ်တစ်ပွဲလိုပဲထင်မိပါတယ်ဆိုတော့လီဗာပူးပြည်သက်တွေအနေနဲ့ကတော့အီရာအိုလာရဲ့ပထမဦးဆုံးလီဗာပူးပွဲစဉ်အပေါ်မှာဘယ်လိုမျိုးထင်မြင်ကြလဲဆိုတာကိုကွန်မန့်မှာဆွေးနွေးခဲ့ကြပါအောင်ရှင်